ကောင်းရောင်းကောင်းဝယ်ကိုချင်းတရားမပြည့်အလုံးလုံးထားရှိတယ်လို့ကိုချင်းတရားပြည့်ပြီးတော့တပည့်သားတွေကိုနိဒ္ဒဆုံးရှုံးအောင်ဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတာလားသူစရိုက်နဲ့လုပ်ငန်းနဲ့အသက်မွေးတာလားဆိုဒီနှစ်ခုကတော့ကွဲပြားခြားနာတယ်အဲ့ဒီကွဲပြားခြားနာမှုကိုကြည့်ပြီးတော့သူစရိုက်လုပ်ငန်းနဲ့ကွဲပြားအသက်မွေးတဲ့ပုဂ္ဂိုလ်တွေဟာရေပုံရအဖြစ်ကောင်းရောင်းကောင်းဝယ်မေတ္တာစေတနာနဲ့ဖက်သားကိုထိခိုက်မှုမရှိအောင်မိမိဘဝတဝမ်းတစ်ခါလှဖို့အရေးကြိုးစားကြအဲ့ဒီကြိုးစားမှုကြောင့်အကုသိုလ်တွေမဖြစ်လို့လူဘဝမှာမိသားစုကိုတရားသဖြင့်လောက်ကင်ဆောင်ရွက်ကျွေးမွေးသွားကြတဲ့ပုဂ္ဂိုလ်တွေဟာတရားမပြည့်ကုသိုလ်ကမ္မပဒတရားနဲ့ဖက်ပြီးတော့ကြိုးစားသွားလို့ရှိရင်တော့တည်တဲ့အခါမှာလူဘဝပြန်ရခြင်းလည်းရမယ်